Margarita Gaudi ဖြစ်ပါတယ် Margarita Gaudi ဆို Margarita glass လေးပေါ့နော်။ရင်ဆုံး Margarita glass ကိုကျွန်တော်တို့စားရင်းရပါမယ်။စားရင်းတဲ့ကဘာဒီယာကို glass ပြင်မှာကျွန်တော်ရှင်းပြပါမယ်။ glass ပြင်မှာကဒီမဲမဲတုံးပေါ့နော်။ဒီမှာဒါကရေမြုပ်နော်။အဲ့ရေမြုပ်ကတမယာကြီးထည့်ထားရပါတယ်။ပြီးစားနော်။စားထည့်ထားပြီးအောက်မှာကြားရှိပါတယ်။ကြားထည့်ဖို့တက်ကန့်ပေါ့နော်။ကြားမှာတော့ color sugarကိုကြိုက်တဲ့အရောင်လေး plain sugar လည်းရှိမယ်အနီရောင်စိမ်းရောင်ပြာရောင်ရှင်း color sugar လည်းရှိတယ်ပေါ့နော်အဲ့ထည့်လိုက်တော့တော့ sugar ကဏ္ဍမရှိသေးတဲ့အတွက်နော်ကျွန်တော်တမယာဘယ်လိုထည့်မလို့ဆိုဒီရေမြုပ်ထည့်ဖို့တမယာအောင်ထည့်လိုက်ပေါ့ဟိုဒါကတော့ busy ဖြစ်တဲ့ operation ပေါ့နော် busy ဖြစ်တဲ့ operation မှာကတော့နှခမ်းဝါကိုတမယာသီးစိတ်လေးနဲ့လေးပုတ်ပြီးတော့စားကိုဒီထဲမှာထည့်ပြီးတော့အဲ့လိုလည်းလုပ်တယ်ပေါ့နော်တခါ busy ဖြစ်တဲ့ operation မှာပေါ့နော်ကျွန်တော်ကဒါ busy ဖြစ်တဲ့ operation ကိုသဘောထားပြီးတော့စားနေတယ်ပေါ့နော်ပြီးဒီဆုံးခွက်ကိုတန်းရှင်းမှုသူကချေးလို့မရဘူးဘာလို့စားတုတ်ထားရဖြစ်တယ်နော်ရေခဲတဲ့မှာချေးရတဲ့ glass တော့ပိုကောင်းတယ်စားပြီးပေါ့နော်စားလေးရင်းနေရအောင်အလားစားလေးဖြစ်အောင်ပြီးရင်ကိုလက်ကိုကိုလိုက်နော်ဒါရီတော့ရတားလို့စားကြမှာအပြီး clean as you go ဆိုဒီတိုင်းပဲပြီးရင်ပိတ်ပါကျွန်တော်ဒီကတော့ချိုလေးပြတ်တော့အောင်လို့ဒီမော်ဒီလေးနဲ့ပဲစန်ကစ်လေးနဲ့ပဲကနေရှင်းလိုက်ပါမယ်ဟုတ်ပြီနောက်တစ်ခုကအဲ့ဒီချိုကစားမကြိုက်တာဖြစ်တဲ့အတွက်စားလေးကိုဗဇက်ရှိတဲ့နေရာလေးကိုရှင်းပေးပို့ကောင်းပါနဲ့စားကိုအထဲကိုမကြသေးနဲ့အပြင်ကိုပဲကြပါပြီပြီးတော့ကလော့အဲ့ဒီဗဇက်ကစစ်ကလော့နော်ဖိတ်တယ်မလားကြာမစဲတယ်မင်းဒီစက်တယ်ကြာအမေယာစတမ်းမဲကိုင်းပါမယ်ဒီကိုရီးယားနေကိုင်းပါနဲ့နော်ဟုတ်ပြီဒါဆိုရင်တိတ်မစင်မပြေသေးဘူးဒါဆိုရင်3 o'clock so blue margarita thank you for watching